မင်္ဂလာပါဒီနေ့မှာတော့မိသွေးချစ်သူရဲ့မနာလိုမှုကြောင့်ငယ်ငယ်ကလေးကမော်ပန်းပွင့်ကြီးထဲမှာပိတ်မိပြီးပန်းကပါကိုရောက်သွားခဲ့တဲ့မင်းသမီးလေးလီလီရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါသူမဘလို့ပြန်လဲလွတ်မြောက်လာမလဲကွဲကွာနေရဲ့မိခင်မဲဝီနဲ့ရောပြန်သွေးပါမလားဆိုတာကိုအခုပဲကြည့်လိုက်ကြရအောင်ဇလန်းဆက်ဆက်ချင်းမှာတော့အေချမ်းတာရတဲ့တိုင်းပြည်ကြီးတစ်ခုကိုမြင်တွေ့ရမှာပါဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘီရင်ကြီးမှာမိဖုရားနှစ်ဖားရှိပါတယ်ပထမမိဖုရားကြီးမဲဝီကစိတ်ထားဖြူစင်ပြီးဒုတိယမိဖုရားမေဒီကတော့မနာလိုဝန်တိုစိတ်များတဲ့သူပါပြဿနာကတော့သူတို့နှစ်ယောက်လုံးမှာသမီးတော်လေးတွေကိုစီမွေးဖွားလာတဲ့အချိန်မှာစားတာပါပဲမိဖုရားကြီးမဲဝီတဲ့သမီးလီလီကအကြီးဖြစ်တဲ့အတွက်ထီးနှန်းစက္ကန့်ခွင်ရောက်မှာကိုမေဒီကမလိုလားပါဘူးဒါကြောင့်သူသမီးနီနီအတွက်နေရာရအောင်ကြံစီပါတော့တယ်။တနေ့မှာတော့3နှစ်အရွယ်မင်းသမီးလေးလီလီဥယျာဉ်နဲ့ဆော့နေတော့မေရီရောက်လာပြီးလှည့်စားပါတော့တယ်။စကားပြောတတ်တဲ့ပန်းပွင့်ကြီးကိုပြမယ်ဆိုပြီးလီလီကိုပန်းပွင့်အလယ်မှာထိုင်ခိုင်လိုက်တဲ့အချိန်မှာပဲပန်းပွင့်ကြီးကပိတ်ပြီးလေထဲကိုပျောက်ကွယ်သွားမှာတော့တယ်။နန်းတော်တစ်ခုလုံးပွက်လွတ်ရိုက်ပြီးရှာဖွေကြပေမဲ့လီလီကိုလုံးဝရှာမတွေ့ခဲ့ပါဘူး။မေဒီကတော့သူ့အကြံအောင်ပြီးဆိုပြီးကျေနပ်နေပေမဲ့မိခင်ရင်ထိတဲ့မေဝီကတော့ယူမတခံစားခဲ့ရပါတယ်။တကယ်တော့လီလီကတည်ဆုံးသွားတာမဟုတ်ပါဘူး။မော်ပန်းပွင့်ကြီးကသူမကိုတဲဆောင်ပြီးပန်းနေနဲ့ပဲဖန်တီးထားတဲ့ပန်းကပါဆိုရဲ့နေရာဆန်းတစ်ခုကိုခေါ်သွားခဲ့တာပါ။အဲ့ဒီမှာပန်းမေမေကြီးကလီလီကိုသမီးအရန်လိုမွေးစားပြီးပြုစုပြောထောင်ပေးခဲ့ပါတယ်။နှစ်တည်ကြာလာပြီးလီလီဟာအယမ်းလာပါတဲ့မိန်းကလေးတစ်ယောက်ဖြစ်လာပါတယ်။ဒါပေမဲ့တနေ့မှာတော့သူမကိုမွေးစားထားတဲ့ပန်းမေမေကြီးကတက်တန်းကုန်ပြီးညှိုးနွမ်းလာပါတယ်။မတည်ဆုံးခင်မှာပန်းမေမေကလီလီကိုသူ့ဘဝမှန်ကိုပြောပြပြီးလူလောကကိုပြန်သွားဖို့လမ်းပြပေးခဲ့ပါတယ်။လီလီဟာဝမ်းနဲ့စွာနဲ့ပဲပန်းကပါတကားကနေထွက်လာခဲ့ပါတယ်။ကံကောင်းချင်တော့လမ်းမှာမိဖုရားကြီးမေဝီရဲ့ရထားလုံးနဲ့ဆုံးမိပါတယ်။မေဝီကလမ်းပေကကောင်မလေးကိုမြင်ချင်းပဲပျော်သွားတဲ့သူ့သမီးလီလီမန်အာယုံခန်းစားမိကြီးနန်းတော်ကိုခေါ်သွားခဲ့ပါတယ်။နန်းတော်ရောက်တော့ဘီရင်ကြီးကပါလီလီရဲ့မျက်လုံးတွေကိုကြည့်ပြီးပျောက်ဆုံးနေတဲ့သမီးကြီးမန်တန်းသိလိုက်ပါတယ်။ဒါပေမဲ့ဒီအချင်းကြီးကိုမကျင်တတ်တဲ့သူကတော့မိတွေးမဲ့ဒီနဲ့သူ့သမီးနီနီတို့ပါပဲ။ဆက်ရှိန်တက်လာတာကတော့အိန္ဒိချီနိုင်ငံကမင်းသားရောက်တဲ့အချိန်မှာပဲမင်းသားကနီနီနဲ့လက်ထွက်ဖို့လာတာချစ်ပေမဲ့ယူရှင်ပြီးလှပတဲ့လီလီကိုမြင်ပြီးတစ်ဖက်တည်းချစ်မိသွားပါတယ်။မင်းသားကလီလီကိုပဲမိဖုရားမြောက်ချင်တယ်လို့ပြောလိုက်တဲ့အခါမေရီနဲ့နီနီသားမိဒေါသအကြီးကြီးထွက်ပါတော့တယ်။သူတို့အခန်းထဲမှာလီလီကိုဖယ်ရှားပစ်ဖို့တိုင်ပင်နေတာကိုအခန်းရှိကဖြတ်သွားတဲ့ဘုရင်ကြီးကကြားသွားလေတော့နောက်နေ့မနက်မှာတော့ဘုရင်ကြီးကအားလုံးရှင်မှာမေရီကိုစစ်မေးပါတော့တယ်။အထောက်ကူခိုင်လုံနေတော့မေဒီလဲလွန်ခဲ့တဲ့နှစ်တွေကလီလီကိုပန်းပွင့်နဲ့မျောလိုက်တဲ့အကြောင်းဝန်ခံရပါတော့တယ်။ဘုရင်ကြီးကသူတို့သားမိကိုထောင်ချဖို့လုပ်ပေမဲ့စိတ်ထားပြေးဝလို့နဲ့မေဝီနဲ့လီလီတို့ကခွင့်လွတ်ပြီးခဲ့ပါတယ်။နောက်ဆုံးမှာတော့လီလီဟာမင်းသားနဲ့လက်ထပ်ပြီးတိုင်းပြည်တဲ့ဘုရင်မတယောက်ဖြစ်လာခဲ့ပါတော့တယ်။မနာလိုဝန်တိုစိတ်ဆိုတာဘယ်တော့မှကောင်းချိုးမပေးနိုင်သလိုအမှန်တရားဆိုတာဘလောက်ကြာဖုံးကွယ်ထားပါစေ။တနေ့တော့ပေါ်လာစမဲပါပဲဒီဇလန်လေးကိုကြိုက်နေတတ်တဲ့ဆိုရင် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်